ပေးရရှိတာပဲဆိုရင်တော့စီဗီတို့ကန်ရမလား လောက်လိုက်ရတော့ခါလိုက်လို့ပဲ ကျုံရမှာ ကျုံနိုင်ပါ တော်တော်တိုင်းဆိုင်မှာလက်တာပြင်းစပင်ကောက်တာဖေးဆိုးတာအလုံးရရှိနေပါတယ်ဖြစ်ပါတယ်ညာဒါအပြင်သူ့ဝန်ဆောင်မှုပေးတဲ့အနေနဲ့သူ့လူရဒီပူပေးတဲ့ချိန်မှာအိမ်နိုင်အောင်ဝန်ဆောင်မှုလည်းပေးနေပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ် ပြတယ်